အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဖြိုးကစတော်ဘယ်ရီချောကလက်ကိတ်မုတ်ဖုံဖုံအီလေးကိုရိုးရိုးအိုးလေးနဲ့ကက်မီလေးနဲ့ပဲအလွယ်ကူဆုံးလုပ်ပြသွားမှာဖြစ်ပါတယ်ရှင်အရင်လဲလှပြီးတော့လုပ်နေလေးရလဲအရင်လွယ်ကူတာမိုးမလုပ်စားဖို့တဲ့သူတွေလုပ်စားရအောင်ဖြိုးဝဲလေးကိုစောတော်လေးကြည့်ကြပါအောင်နော်ပထမဆုံးဖြိုးတို့ကျုပ်ငါးလုံးကိုသူ့ရဲ့အကားလေးနဲ့အထက်ကဆန်လေးနဲ့ခွက်ထားပေးလိုက်ပါမယ်နော်ပြရနဲ့ကျုပ်ဆန်ခွက်ထဲကိုတကြားထမင်းစားဆုံးသုံးစုံမောင်းနဲ့ဖြိုးမုတ်တမသုံးပြနေကြဝနီလာအနက်ငွေစေးရည်လေးကိုနိုင်ငယ်ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အားလုံးကိုတမတော့အောင်မှထားပေးလိုက်ပါမယ်နော်တကြားလေးတွေထည့်သွားတဲ့ထိပေါ့နော်အားလုံးတမတော့ပြီးတော့တကြားတွေလည်းပြောတော့ပြီဆိုတာနဲ့စားလက်ဖေးစုံတစ်ပတ်စားနဲ့နွားနို့100 ml ကိုထည့်ပေးလိုက်ပါမယ်နော်ပြီးတော့စီကိုဟစ်ခတ်စုံတစုံစာကိုထည့်ပြီးတော့အားလုံးတမတော့အောင်မှထားပေးလိုက်ပါတယ်ရှင်စီကိုကြတော့ဖြိုးဖြိုးဟိချက်တဲ့စီလေးပဲသုံးထားပါတယ်နော်ပြရနဲ့ကိတ်ကြုံကိုဟိခက်စုံသုံးစုံစာနဲ့ပေကီပေါင်းတာကိုထွင်းစားစုံရဲ့တစ်ပတ်စာလောက်ကိုထည့်ပြီးတော့စကားနဲ့စစ်ချပေးထားလိုက်ပါတယ်ပြီးရင်တော့အားလုံးတမတော့အောင်ဖြိုးလို့မှထားပေးလိုက်ပါမယ်နော်ဒီကိတ်လုံးနေလေဆိုလို့ရှိရင်အရင်လွယ်ကူရရှင်းပါတယ်နော်ကြည့်လိုက်လို့ဒါအရင်လှနေရပေါ့နော်ဒါပေမဲ့ကိုယ်လည်းလုပ်ကြည့်ပါရှင်အရင်လွယ်ကူရရှင်းပါတယ်ဟယ်လိုဒီနေ့မှာအိမ်မှာခရတသိန်းနဲ့ငါဖမ်းတာပြန်ဆုံးတွေ့တဲ့